မောင်ကန်ကောင်းလေးဟာရွာပြင်းတော့အုတ်တနေရာရောက်လာတော့ငကားအိုတကောင်သူ့နာရောက်ငကားအိုကလူအသွင်တို့ဖန်ဆင်းပြီးကန်ကောင်းကိုအကူညီတောင်းနေပြီးလူလေးအဖိုးကိုကဲပါအောင်အဖိုးနောက်မှာဇာမနီငှက်တကောင်လိုက်လာတဲ့ဟုံးငယ်အဖိုးကျွန်တော်ကူညီပါမယ်အဲ့ဒီအချိန်မှာဇာမနီငှက်ရောက်လာပြီးဟေ့ကောင်လေးမင်းဖက်ဆန်းကိုတေတွင်ကိုမတူးကျင်ဆန်းပါနဲ့ဇာမနီငှက်ကလူရောက်ဖန်ဆင်းပြီးလက်နဲ့မိတောက်ကိုထုတ်လိုက်တယ်ဇာမနီငှက်ကကောင်လေးကိုစတင်တိုက်ခိုက်လိုက်ပါတယ်မောင်ကန်ကောင်းလည်းမီးရှံများကိုရှောင်တိန်လိုက်ပြီးမီးတောက်များမြေပြင်တွင်ပောက်ကွဲကုန်တဲ့ဇာမနီကမီးတောက်များကိုထုတ်ပြီးကန်ကောင်းကိုတိုက်ခိုက်ကြံတဲ့ဒီတစ်ခါကန်ကောင်းကမှတ်တစ်ချက်နဲ့ကပြီးမီးတောက်ကိုဇာမနီငှက်ထံရောင်းပြန်ဟပ်စေတယ်မောင်ကန်ကောင်းကိုမော်ကြောက်တုံးတုံးကလင်းလာပြီးနိုးစော်လာတယ်မောင်ကန်ကောင်းလည်းမော်ကြောက်တုံးနဲ့အာယုံပြုတ်ပြီးမကောင်းဆိုးဝါကမိန်းကလေးတယောက်ကိုဖမ်းချုပ်ထားတာမြင်နေခဲ့တယ်မောင်ကန်ကောင်းမော်စာအုပ်ကိုအကူညီတောင်းပြီးမကောင်းဆိုးဝါစီရောက်စီလို့မန်းလိုက်တာနဲ့ချက်ချင်းကောင်မလေးကိုဖမ်းထားတဲ့မကောင်းဆိုးဝါစီရောက်လာတော့တယ်မကောင်းဆိုးဝါကိုတိုက်ခိုက်အနိုင်ယူပြီးကောင်မလေးကိုကယ်တင်နိုင်ခဲ့လေတယ်နောက်နေ့တွေမှာလည်းအပိုင်းလေးတွေစက်တင်ပေးမှာမို့စောင့်မျှော်အားပူရင် like comment မှာတစ်ခုရေးပေးခဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်